ပထွေးဖြစ်သူကသမီးပေါင်ကိုအနမ်းပေးလိုက်တယ်ထိုအခါသမီးဖြစ်သူကထိတ်လန့်ပြီးခုန်ဆင်းလိုက်တယ်ပြီးတော့ကြောက်လန့်နေခဲ့တယ်ခဏကြာတော့ပထွေးဖြစ်သူကသူ့နားကိုတိုးကပ်လာတဲ့အချိန်မှာထွက်ပြေးခဲ့တယ်ပထွေးဖြစ်သူထင်းတွေကိုဝင်တိုက်မိပြီးချော်လဲသွားတဲ့အချိန်မှာသူမကြောက်လန့်နဲ့အနားမှာရှိတဲ့ကော်ပြားကိုကောက်ယူပြီး၄-၅ချက်လောက်စော်ထည့်လိုက်တယ်ဒီဖြစ်ရက်ပြီးနောက်ပထွေးဖြစ်သူသည်ဒီဖြစ်ရက်ကြောင့်အောက်တပိုင်းတည်ခဲ့ရတယ်သူသည်ရှက်သောကြောင့်မတော်တဆအောက်တပိုင်းလေးဖြစ်သွားတာဖြစ်ကြောင်းပတ်ဝန်းကျင်ကိုဖုံးကွယ်ခဲ့တယ်ဘာမဟုတ်တဲ့အခိုက်အတန့်လေးတစ်ခုကြောင့်သူနဲ့သူ့သမီးဆက်ဆံရေးကအဖက်ဆယ်မရခဲ့ပါဘူးဒါတွေအားလုံးကသမီးဖြစ်သူမမွေးခင်ကစတင်ခဲ့ပါတယ်ဖခင်ကအလုပ်ကိစ္စနဲ့ခီးထွက်နေတဲ့အချိန်မှာမိခင်ကအိမ်မှာတယောက်တည်းကြံနေခဲ့တယ်သူမခြံနဲ့လမ်းရောက်နေတုန်းသူစိမ်းတယောက်ကလမ်းပြောင်းနေတာဖြစ်ကြောင်းလမ်းညွန်ပေးရန်အိမ်သားရောက်လာခဲ့တယ်သူမကအဝေးကနေပြီးကြောက်လန့်နဲ့လမ်းညွန်ပေးကအိမ်ထဲသို့အမြန်ဝင်သွားလိုက်တဲ့အဲ့ညမှာပဲအမျိုးသား၃ယောက်ကားများဖြင့်ရောက်လာခဲ့တယ်အဲ့နောက်သူမကိုအနိုင်ကျင့်စော်ကားခဲ့တယ်ပြီးနောက်အမြန်ပြန်ထွက်သွားကြတယ်လအနေငယ်ကြပြီးနောက်သူမမှာကိုဝင်ရှိမှန်းသိလိုက်ရတယ်ဒီအကြောင်းကိုယောက်ျားဖြစ်သူကိုပြောပြလိုက်တယ်အဲ့ဒီနောက်ယောက်ျားဖြစ်သူကသူမအပေါ်ရက်တီပေးခဲ့ခြင်းမရှိပါနောက်ဆုံးမှာကလေးကိုမွေးဖွားခဲ့ပြီးမိခင်ဘက်မျိုးရိုးနာမီကိုသာပေးခဲ့ရတယ်ဖခင်ဖြစ်သူကလည်းနမီခံဖခင်သာဖြစ်သွားခဲ့တယ်ဒါပေမဲ့လည်းသူသမီးရင်းတယောက်ကဲ့သို့ချစ်ခင်ခဲ့ပါတယ်ဒီဖြစ်ရပြီးနောက်အဖေဖြစ်သူကအောက်တပိုင်းတည်သွားခဲ့ပြီးအိမ်ထဲမှာပဲနေခဲ့ရတယ်သူတို့ရဲ့မိသားစုဆက်ဆံရေးကလည်းပြိုကွဲခဲ့ရတယ်